ဓမ္မမိတ်ဆွေညီကောင်မောင်နှမအားလုံးကိုတာယာပြောရှင်သော Merry Christmas နေ့ရက်လေးဖြစ်ပါစေလို့ရှိဦးစွာနှုတ်ခွန်းဆက်တာလိုပါတယ်ဒီနေ့ခရစ်စမတ်ပွဲမှာဖိတ်ကြားထားသောဧည့်သည်တော်များညီကောင်မောင်နှမဓမ္မမိတ်ဆွေများအဖက်ဖက်မှလာရောက်ပါဝင်ပတ်မိုးပေးကြသောညီကောင်မောင်နှမများအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ဒီခုချိန်မှာပွဲကော်မတီနဲ့ပတ်သက်ပြီးတော့မှကြေညာစရာအနည်းငယ်ကိုကြေညာချင်ပါတယ်ကျွန်တော်တို့ဒီနေ့ခရစ်စမတ်ဝတ်ပြုခြင်းအစီအစဉ်လည်းပြီးဆုံးခါနီးပါပြီဆိုတော့ကျွန်တော်တို့ခရစ်စမတ်နဲ့ပတ်သက်တော့အစားတောက်ဖွယ်ရာများကိုလည်းကျွန်တော်တို့ပြင်ဆင်ထားပါတယ်ဒုဖြစ်ပါ၍လာရောက်ကြကုန်သောရက်၄ရောက်ဝေးညီကောင်မောင်နှမများမိသားစုများအားလုံးလည်းဝဝလင်းလင်းတုံးဆောင်နိုင်ဖို့ရအတွက်ပန်ကြားလိုပါတယ်ဒုဖြစ်ပါ၍ကျွန်တော်တို့ဆရာမိဘများကိုကျွန်တော်ဟိုဘက်မှာကလေးသူငယ်ဘက်ဆောင်ဖွံ့ဖြိုးရေးအကြောင်းဘက်မှာကျွန်တော်တို့ခင်းကျင်းထားမှာဖြစ်ပါတယ်ကလေးများအားလုံးကိုကျွန်တော်တို့ဒီဘက်မှာအဆောင်တေးသေးလေးရှိတယ်ဒီအဆောင်ထဲမှာကျွန်တော်တို့ကျွေးမွေးသွားမှာဖြစ်ပါတယ်မိဘများကလေးငယ်များရောက်ရှိလာကြတော့ကလေးငယ်များအားလုံးကိုလည်းဒီဘက်မှာပို့ပေးဖို့ရအတွက်မေတ္တာရက်ခံလိုပါတယ်ယနေ့ဒီမန္တထဲမှာတော့ကျွန်တော်ဒီမှာရောက်ရှိကြကုန်သောဓမ္မမိတ်ဆွေများမိသားစုများညီကောင်မောင်နှမများအားလုံးဒီမှာပြပြပပတိုးဆောင်နိုင်ဖို့ရအတွက်ကျွန်တော်ပြင်ဆင်မှာဖြစ်ပါတယ်တို့ဖြစ်ပါ၍ခဏလေးကျွန်တော်စီဝေးပြီးသွားတဲ့အချိန်မှာခိတခဏဆောင်ဆိုင်ဖို့ပေးဖို့ရအတွက်လည်းမေတ္တာရက်ခံလုပ်တယ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်လူငယ်တွေအနေနဲ့ဒီမှာစပွဲနဲ့တေချာကောင်းကောင်းမွန်စားနိုင်ဖို့ရအတွက်ပြင်ဆင်ပေးမှာဖြစ်ပါတယ်ပြင်ဆင်ပြီးတဲ့နောက်ပိုင်းမှာအကုန်လုံးနေရာဒီတကြယူပြီးမှဝဝလင်းလင်းစားသုံးပြီးမှပဲကျွန်တော်မိမိရဲ့လိုရာခရီးကိုဆက်ကြပါစို့လို့ပန်ကြားလိုပါတယ်ဆက်လက်လိုတဲ့အထဲမှာတော့မနေ့ပြန်ကျွန်တော်တို့